မင်္ဂလာပါပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်ကို brother တယောက်မေးထားတာပေါ့လေတင်မောတက်ရမလားဒါမှမဟုတ်အိမ်ကလွတ်နေတဲ့ကိုရီးယားတို့ဂျပန်တို့တွားရမလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ချက်ကြားလက်ကြားဖြေပေးသွားမှာဖြစ်ပါတယ်ဆိုတော့ brother ရဲ့မိဘတွေရဲ့စကားကိုနားထောင်လို့အကြီးကျယ်ဒုက္ခရောက်တဲ့သူတွေမြန်မြင်ဘူးလို့လားလို့ brother ရဲ့ဆိုတော့ပြောစရာရှိလာတာကျွန်တော်ကြတော့တင်မောတီရောင်းနေပေါ့လေဆိုတော့ကျွန်တော်ကမိုက်လို့ bro ရေကျွန်တော်ကမိုက်လွန်းလို့ကျွန်တော်ကတင်မောတီရောင်းဖြစ်တာပထမဆုံးအနေနဲ့ဆိုရင်ကျွန်တော်တို့ဂျပန်တို့ကိုရီးယားတို့တွားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်စားတော့နည်းနည်းကြက်ကြတာပေါ့လေစာချက်ဆောင်းပွဲတွေဖြည့်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့သူတို့ agent fees ပေါ့လေအဲ့ဒါ300လောက်တော့ပြန်ကြမှာပေါ့လေအဲ့လောက်ကြမယ် brother ရေအဲ့ဒါကိုမှကျွန်တော်တို့ကဟိုဘက်ရောက်တော့လာစားကြတော့ brother တို့ကတစ်လောက်အနည်းဆုံး30-40ရတယ်ဆိုတော့ brother တွက်ကြည့်ရင်ပဲကိုကပေးခဲ့ရတာ300ဒါပေမဲ့ဟိုရောက်သွားတဲ့အခါမှာတစ်လောက်30-40ရတယ်ဆိုရင်တော့မှ brother 10လဆိုရင်300ရနေပြီလေအဲ့တော့300ရနေတာ10လနဲ့တွက်ပြထားတာနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့အရင်နီးပေါ့လေပတ်စံအရင်နီးကိုပဲရှာကျင်တာပြီးလို့ရှိရင်ကိုပိုင်စီးပွားရေးလှုပ်ချင်တာဆိုလို့ရှိရင်တော့ brother ဂျပန်ကိုရီးယားသွားတာအကောင်းဆုံးပဲအိမ်ကလွတ်တာအရန်ကောင်းတယ် brother ကျွန်တော်တော့မှမိုက်လွန်းလို့ပါအဲ့တော့ခုနကတော့10လကို300ရနေတဲ့ကိစ္စပေါ့လေဒါ brother တို့ဂျပန်ကိုရီးယားသွားမယ်ဆိုရင်ပေါ့ကျွန်တော်တို့အရန်မှာဝါသနာပါလွန်းလို့တင်မောတီပဲရောင်းကျင်နေဆိုရင်ကျွန်တော်တွက်ပြမယ်အခုတင်မောသားလူတစ်တွေဆိုရင်ကျွန်တော်တို့စာရွက်စာတမ်းတွေစုံပြီဆိုလို့ရှိရင်မြန်မာကုမ္ပဏီတွေကကျွန်တော်တို့လူတစ်တွေကိုရိုက်ကြေးဒေါ်လာ2500နဲ့3500ပေါ့လေအဲဝင်းကြီးမှာ2500ဆိုရင်ပဲ300ကျော်လေးပေါ့အဲ့လောက်ကျနေပြီ brother ကြီးဆိုတော့300ကျော်ပေးပြီးတဲ့တကားလောက်မှာ brother တင်မောပေါ်ရောက်ပြီပေါ့တာဝန်ထမ်းဆောင်တဲ့အခါမှာ brother ရမယ်လစာကတစ်လကိုဒေါ်လာ100ပါဒါလူတစ်တွေပေါ့လေလူတစ်တွေတစ်လောက်ဒေါ်လာ100ဆိုတော့ brother အဲ့မှာကျွန်တော်တို့ပြောနေကြစကားပဲပေါ့လေထမင်းစားကြုံခံပေါ့တစ်နှစ်လောက်အရင်ကြည်ခြင်းမှလည်းကြည်မယ်အပေါ်ကြီးလေးထွက်လို့ရှင်တော့အရင်နီးပါပြန်ရနိုင်တယ်တစ်နှစ်လောက်ကြီးထမင်းစားကြုံခံနောက်တစ်ခေါက်ကြာလို့ရှင်လည်းကျွန်တော်တို့သင်္ဘောပြန်တက်ခါဖို့ကဒါနည်းနည်းတင်တန်းနေတက်ဆောင်းရတာပြူရတာတွေနဲ့ brother အဲ့ဒါမျိုးတွေရှိသေးတယ်ဆိုတော့ဂျပန်ကိုရီးယားမှာရောက်နေတဲ့သူကအဲ့ချိန်မှာအရင်နေ့တစ်ခုရှာကျင်နေဆိုရင် तू ကပတ်စံနေအများကြီးရနေပြီပေါ့လေတော်တော့နောက်တစ်ခုပြောချင်တာကျွန်တော်တို့တင်မောပေါ်မှာလောက်ကြတာတွေကအရန်ကိုအန်နီရများတယ်အသက်အန်နီရများတယ်လို့ကျွန်တော်တို့ကြိုးတာပဲ့တာတွေလည်းရှိနိုင်တယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘာလဲဆိုတော့ brother ရိုက်ကြေးပေးပြီးတင်မောပေါ်တက်ရင်တော့မှခုနပြောသူတစ်လဒေါ်လာ100နဲ့အပေါ်ကြီးလေးဘာညာရရင်ပေါ့လေအရင်ကြီးလေးရခဲ့မယ်ဆိုရင်ဒါကောင်းတာပေါ့လေကျွန်တော်တို့ service လေးလည်းရသွားတယ်အဲ့လိုမှမရဘဲနဲ့ကျွန်တော်တို့အပေါ်မှာ accident တစ်ခုခုဖြစ်တယ်ဆိုရင် brother ကနဂတာရောက်ပြီအဲ့လိုပဲကျွန်တော်တို့တင်တန်းတူတူတွေတက်ခဲ့တယ်နောက်ပြီးတော့ဒါကျွန်တော်ရဲ့ကိုတွေးပေါ့လေကျွန်တော်တင်တန်းတွေတူတူတက်ခဲ့တဲ့အသီး2ယောက်ပေါ့လေတယောက်ကတော့တင်မောပေါ်မှာကျွန်တော်တို့accident တစ်ခုဖြစ်ပြီးတော့လက်တန်းပြတ်သွားခဲ့တယ်ပေါ့လေသူဆိုအခုတင်မောမလိုက်တော့ဘူးနောက်ညီလေးတယောက်ကတော့စိတ်မကောင်းစရာပဲသူကတော့အသက်ဆုံးပါသွားခဲ့တယ်ပေါ့လေဆိုတော့အဲ့လိုကိစ္စတွေရှိတဲ့အပြင်ကိုမှကျွန်တော်တို့ brother ရိုက်ကြီးပွဲစားကြီးပေါ့လေမြန်မာကုမ္ပဏီကို2500နဲ့3500ပေးပြီးတော့ brother ကိုတင်မောအမှန်ပေါ်တင်ပေးရင်ဖြစ်တယ်မဟုတ်ဘဲနဲ့ကျွန်တော်တို့ UAE တပ်ဘုတ်တို့ supply boat တို့ဘန်ကာတို့ဆိုလို့ရှိရင် brother အဲ့ဒါပြက်ခံနေမှာအစားတောက်ကလည်းမကောင်းစုပ်ပြတ်တက်နေမှာ brother ကြီးအဲ့တော့ပြီးရင်လိန်နာပြူတာတွေလည်းရှိတယ်ဆိုတော့ကိုယ့်ဘက်ကိုစာပဲကြက်စေချင်ပါတယ်ပြီးရင်ဂျပန်ကိုရီးယားကိုပဲကျွန်တော်ကတော့သွားစေချင်ပါတယ်ခင်ဗျာနောက်ဆုံးပြောချင်တာကတော့အရန်ဟိုမှာထိမ့်မရသိမ့်မရဘူးကျွန်တော်လိုပဲခွေးထက်မိုက်ချင်နေဆိုရင်တော့ဝါသနာတွေအရန်ပါတယ်အရာရှိကြီးဖြစ်ချင်တဲ့အရာရှိတွေဖြစ်ဖို့အတွက်ကျွန်တော်ကအိမ်မက်တွေရှိတယ်ဆိုရင်ကျွန်တော်လိုမမိုက်ဖို့ပေါ့လေကျွန်တော်တို့ engine department ကိုလုံးဝမရွေးပါနဲ့ brother ကြီးနော်
that department ကိုရွေးပါအရာရှိဖြည့်ပါအပေါ်မှာတတရပဲနေပါ brother ကြီးကျွန်တော်တို့ engine department ကအရန်ကိုပြဲလို့ပါအဲ့တော့ဝါသနာရန်ပါတယ်တင်မော်ဒီရောင်းကျင်နေဆိုတော့ညီကိုတွေဆရာသမားတွေကကျွန်တော်တို့ဘာမှမလုပ်ကြသေးဘူးဘာတင်နှမ်းမှမတက်ကသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဂျပန်ကိုရီးယားကိုပဲစာလေ့လာပြီးတော့ဂျပန်ကိုရီးယားကိုပဲတွားစီကျင်းပတဲ့တင်မောသားကကျွန်တော်တို့လူတစ်တွေဆိုရင်ပထမတစ်ခေါက်မှာကျွန်တော်တို့အကြောင်းစင်းမဟုတ်ရင်ပေါ့လေဆိုတော့ကျွန်တော်တို့တွေကလာစားလဲနဲပြီးတော့ရိုက်ကြီးတွေကလည်းမတန်တဆတွေပေးရတယ်တစ်နှစ်လောက်ထမင်းစားကျွန်ခံရမယ်ပေါ့ brother တို့ကြီးအဲ့တော့ပေးခြင်းနဲ့ message ကတော့ကျွန်တော်တို့ဂျပန်သို့မဟုတ်ကိုရီးယားကိုပဲစာချက်ပြီးတော့ AACC တွားပါကျွန်တော်လိုမျိုးခွေးထက်မိုက်တဲ့ဘဝကိုမလိုချင်ပါနဲ့ဆိုတော့နောက်ပြီးတော့တကယ်လို့မှထိမ့်မနိုင်တိမ့်မနိုင်ဖြစ်နေတယ်ဆိုလို့ရှင်လေ Debt Department ကိုရွေးပါ Engine Department ကိုလုံးဝမရွေးပါနဲ့เนาะနောက်ပြီးတော့တကယ်ကျွန်တော်တို့စာရေးစာတန်းစုံပြီးတော့တင်မောတက်ဖို့အတွက် line တွေရှောက်နေတဲ့ညီကိုတွေလည်းကျွန်တော်တို့ဒီလိန်ညာတဲ့သူတွေရန်ကနေနောက်ပြီးတော့တင်မောအမှန်တွေကိုပဲရောက်ရှိပြီးတော့ကျွန်တော်တို့ accident မဖြစ်ဘေးမတည်ရန်မခဘဲနဲ့ကျွန်တော်တို့ contract ပြည့်အောင်စီးလာနိုင်ပါစေလို့ပဲဆုတောင်းပေးနဲ့ကျွန်တော် brother မေးထားတဲ့ video လေးကိုဆုံးသက်လိုက်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက် video တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်